ကျွန်တော်ရဲ့ Telegram Channel မှာဖောင်းအလှ W ဖောင်းပေါ့နော်ဖောင်းအလှပေါင်း1800ကျော်တင်ထားတာဖောင်းအလှဒီ link မတွေ့တဲ့သူများအတွက်ထပ်ပြီးတော့မျှဝေပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဘယ်မှာတောင်းရမလဲပေါ့နော်ဒီမှာလာပြီးတော့ခဏဒီမှာမတွေ့လို့ဆိုတော့မေးကြရှိပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းနော်ဖောင်းလာတောင်းကျင်တယ်ပေါ့နော်ဒီလိုမျိုးပေါင်းတောင်းကျင်တယ်လိုချင်တယ်ဆိုရင်ကျွန်တော် Telegram ကိုသွားပါ Telegram မှာကျွန်တော်ဒီမှာပေါ့နော်ဒီ search bar လေးမှာကျွန်တော်ရှာပေးရမယ့်စာလေးကတော့ဒီမှာရှိပါတယ် knowledge zone knowledge ပေါ့နော် knowledge ပြီးရင် underscore zone ဆိုပြီးတော့ရှာပေးလိုက် knowledge zone ဆိုပြီးတော့ရှာပေးလိုက်ပေါ့နော်ဒီအပေါ်က search bar လေးမှာကျွန်တော်ရှာပြပါမယ် KNOW LEDG knowledge ပြီးရင် underscore ပေါ့နော်ဒီအနှုတ်ဆိုင်းလေးမဟုတ်ဘူး underscore ကိုသုံးပါ ZONE zone knowledge zone ဆိုပြီးတော့ရှာလိုက်ပါရှာပြီးသွားရင်ဒီမှာကြလာပါလိမ့်မယ် okay knowledge zone channel လေးထဲမှာရောက်သွားပြီဆိုရင်ကျွန်တော်ဒီ channel ထဲမှာရှိတယ်ပေါ့နော် channel ထဲမှာရှိတဲ့ဒီ search bar လေးတော့ဒီဘာမှမဟုတ်ဘူးเนาะဒီနောက်က search bar လေးမှာတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာဖောင်းဆိုပြီးတော့ရှာပေးလိုက်ပါ F1TS ဖောင်းဆိုပြီးတော့ရှာပေးလိုက်ပါရှာပေးလိုက်တာနဲ့ကျွန်တော်ဒီမှာကြာလာပါလိမ့်မယ်ဒီဒုတိယမှာကျွန်တော်တို့ဒီမှာပေါ့နော်မြန်မာဖောင်းဆိုပြီးတော့တွေ့ရပါလိမ့်မယ်အဲ့တော့ဒီမှာမြန်မာဖောင်း1800ကျော်ဆိုပြီးတော့ကျွန်တော် raw file လေးနဲ့တင်ပေးတာရှိပါတယ်အဲ့တော့ဒီဖောင်းကိုဒေါင်းပြီးတော့သွင်းနည်းကိုလည်းကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကွန်ပျူတာမှာအသုံးများတဲ့ဒီဖောင်းဒီဇိုင်းပေါ့နော်1800ကျော်ဒီမှာကျွန်တော်ဒီမှာတင်ပေးတာရှိတယ်အဲ့တော့ဖောင်းကို download link ရှာမတွေ့တဲ့လူတွေကဒီကနေပြီးတော့လာပြီးတော့ download ပေးပါခင်ဗျာ Telegram channel မှာရှာပေးလိုက်ပါနော်အားလုံးစင်ပြေကြပါစေခင်ဗျာ